ဆိုဗီယက်တစ်စင်ကသူ့ဘဝအတွက်အရေးကြီးတဲ့အမျိုးသမီးဖြစ်ကြောင်းကိုတွေ့ဝိုက်ဖွင့်ရခဲ့တဲ့ဟိဝင်ယန်ပြီးခဲ့တဲ့ဟိဝင်ယန်ရဲ့မွေးနေ့တုန်းကဖခင်ဖြစ်သူကလက်ထပ်ပေးတော့မယ့်အကြောင်းကိုထုတ်ပြောခဲ့တာပါဒါပေမဲ့ဘယ်သူနဲ့လက်ထပ်ပေးမယ်ဆိုတာကိုအတိအကျထုတ်မပြောတာမို့အားလုံးလည်းဂျားထဲမှာသိကျင်စိတ်တွေများနေခဲ့ပါတယ်အများစုကတော့ဟိဝင်ယန်လက်ထပ်မဲ့အမျိုးသမီးကဆိုဗီယက်တစ်စင်လို့သာခံမှန်းထားကြတာပါဆိုဗီယက်တစ်စင်နဲ့ဟိဝင်ယန်တို့ဘက်ကဝန်ခံမှာကိုမျှော်လင့်နေခဲ့ကြပါတယ်လက်ထပ်မဲ့အကြောင်းဖွင့်ရပြီးကတည်းကဆိုဗီယက်တစ်စင်နဲ့ဟိဝင်ယန်တို့ကအင်တာဗျူးလည်းမဖြစ်ဘဲရှောင်နေခဲ့တာပါဒီနေ့မှာတော့သူမတို့နှစ်ယောက်ကရွှေဆိုင်ပွဲတက်တစ်ခုကိုဇုံတွဲအနေနဲ့တက်လာခဲ့ပါတယ်ဒါကြောင့်မို့မီဒီယာတွေကလည်းသူတို့နှစ်ယောက်စီကနေသိရဖို့စကားနှိုက်ကြတာပါဟဲဝင်ယန်နဲ့ဆိုဗီယက်တစ်စင်တို့ကလက်ထပ်မဲ့အကြောင်းကိုတောင်ဖြေတာမျိုးမရှိခဲ့ပါဘူးဒါပေမဲ့ဟဲဝင်ယန်ကအင်တာဗျူးကနေဆိုဗီယက်တစ်စင်ပျော်ရွှင်နေတာကိုကြည့်ရတာဝမ်းသာတယ်ဆိုပြီးဖွင့်ရလာတာပါဆိုဗီယက်တစ်စင်ပျော်နေရရင်သူလည်းပျော်ရွှင်ရပါတယ်ဆိုပြီးဟဲဝင်ယန်ကအင်တာဗျူးဖြေခဲ့ပါတယ်အနုပညာမောင်နှမချင်းချင်းသာဆိုရင်အခုလိုဖြေဖို့အထိမသက်ဆိုင်တာမို့အားလုံးကတော့တွေ့ဝိုက်တဲ့နည်းနဲ့ဝန်ခံလိုက်တယ်လို့ယူဆနေကြတာပါဒါအပြင်ခုနောက်ပိုင်းမှာဆိုရင်ဟဲဝင်ယန်ရဲ့ညီမလေးအယ်လာနဲ့ဆိုဗီယက်တစ်စင်တို့ကလည်းအရန်ကိုရင်းနှီးနေကြတာပါဒါကြောင့်မို့လဲသူတို့နှစ်ယောက်လက်ထပ်တော့မဲ့သတင်းကပိုပြီးမှန်ကန်နေတယ်လို့ထင်နေကြပါတယ်ပရိသတ်ကြီးတို့ရောဆိုဗီယက်တစ်စင်ကဟဲဝင်ယန်အတွက်အရေးကြီးဆုံးအမျိုးသမီးတစ်ယောက်လို့ထင်လားဆိုတာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ